ဇာရိတ်တမကောင်းတဲ့ဝန်နှန်းကပေးတဲ့ကုသိုလ်ဆိုရင်တမျိုးကြီးများဖြစ်နေမလားပေါ့နော်အားလုံးပဲမင်္ဂလာပါချင်းတွင်အဲကောစာပိတ်ကကြိုဆိုပါရစေဒီလိုမျိုးဇာရိတ်တချိုးရင်းတဲ့ကလေးတွေကောင်းတဲ့ကလေးတွေလုပ်ငန်းတစ်ခုလုပ်ပြီဆိုရင်ဒါတွေကလူတိုင်းကြုံရတယ်တေချာပေါက်ကျမတို့တွေအဲကောလောကလူတွေပိုကြုံရတယ်ကျမလည်းကြုံရတယ်ဒီမှာကျမကိုချက်ပေါက်မှာမေးထားတဲ့မောင်လေးတယောက်ရှိတယ်ပေါ့နော်သူဘလောက်ပဲလာစာတွေပေးဝန်နှန်းမမြဲဘူးပေါ့အမားတို့မှာဝန်နှန်းတွေများတယ်ပေါ့နော်အမရဲ့နီလန်းလေးပြောပြပါအောင်ဆိုတော့လေအမတို့လည်းအရန်ကိုစိတ်ကူးထဲမှာမထင်မှတ်ထားလောက်တဲ့ဒီလိုမျိုးဇာတိတာပါတဲ့ကလေးတွေနဲ့အများတယောက်တော့မဟုတ်အများကြီးကြုံမှုတယ်ဒီထက်ကတယောက်ကိုအမရဲ့အတွေ့အကြုံလေးအမမျှဝေပေးခြင်းတယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ဒီကလေးကဒီမြစ်တစ်ဖက်ကန်းကပေါ့နော်အဲ့ဒီကလေးကအမတို့ရှိမှာဒီကာလနဲ့ဆိုလို့ရှိရင်သူဒီလိုမျိုး customer ရှိကနေပြီးတော့ဒီလိုမျိုးလုပ်သွားတာ customer လည်းပြက်ပတ်ဆက်လဲဆုံးဟိုလောက်ရှိတယ်ရွှေတစ်ချက်သားဖို့လောက်ရှိတယ်ပေါ့နော်အဲ့ခေတ်ကဒီခေတ်ဈေးနဲ့အတွက်မယ်ဆိုပေါ်ထားလိုက်ပါတော့ပေါ့နော်မတို့ကလည်းအဲ့တော့ကလုံးဝဆိုင်ရဘာမှမရှိသေးဘူးပါချီပါချက်လေးအဲ့လိုမျိုးနဲ့ဆိုဒီလိုပဲထားလိုက်ပါဆိုပြီးတော့ပဲဖြစ်သွားတယ်ဒီမှာတွေမတို့ရှားလိုက်တာဘာလဲသိလားအဲ့ဒါတွေမဖြစ်ခင်မှာဒီကလေးကသူတို့တအိမ်လုံးအစာအစိတ်တင်နေဖြစ်တာဘာတွေစားမှုတွေလားဘာတွေလားမသိဘူးအဲ့တော့ကတော့မတို့ကအမြဲတမ်းသူတို့တွေကိုဟိုကားနဲ့လိုက်ပို့တာတို့ဘာတို့တွေလုပ်တယ်ပေါ့နော်ည2 နာရီတို့လောက်ကြီးအမကလည်းကိုဝင်ရ9 လ 6 လဖြစ်နေပြီပေါ့နော်အဲ့မှာအကိုကြီးအမကြီးလာပါအောင်အိမ်ကလူအလုံးဝကိုပိုက်တန်းလန်းနေနဲ့ဖြစ်နေတာကလူတူတူလေးလည်းပါတယ်ပေါ့နော်မိန်းမတွေရောမိဘတွေရောအထော်တွေရောလှေတမန်တစ်ခုလုံးမှာပေါ့နော်သူတို့တွေလေမြင်ရစရာမရှိဘူးပေါ့နော်ဒီမှာအမကလည်းမနေနိုင်ဘူးအမကလည်းကိုကဘိုက်ကြီးတာတခါနာအဲ့လိုမျိုးဆိုအရန်ပေါ်တာအမတိရလေယောက်ျားလေးသွေးနေနေပါလို့ပဲပေါ့တော့ကိုလည်းအဲ့ဒါနဲ့အမတို့လိုက်သွားပြီးတော့သူတို့တွေကိုတမန်ဘွားနေကြိုးရန်ကုန်စစ်အုံညိုလိုက်ဖို့ဒီမှာအကုန်ကောင်းသွားတယ်ပေါ့ဒီမှာလေစီးပွားရေးအခုအဲကွန်ဆိုင် level တစ်ခုကိုရောက်နေတဲ့လူတွေဆိုလို့ရှိရင်ဝန်ထမ်းပြဿနာတေချာပေါက်ကြုံရတယ်ဒီမှာလေကိုကတစ်ဖက်ကိုအရန်အညှိုးတွေဘာတွေမထားဘဲနဲ့ကိုစုံးစရာရှိတာပါမယ်ဆိုလို့ရှိရင်လည်းဒါဆုံးရှုံးတာပဲအမားတို့လည်းဆုံးရှုံးမှာပဲပေါ့နော်ဒါကတော့ကိုနိကိုဟန်နဲ့ဖြည့်ရှင်းရမှာပဲပေါ့နော်ဒီမှာကိုကကောင်းတဲ့ဘက်ကပဲရအောင်ယူအမပြောချင်တာကတော့ကောင်းတဲ့ဘက်ကပဲကို့အတွက်ကြံအောင်ယူဒါကပဲကို့အတွက်မြက်တယ်လို့ပြောချင်တယ်ငွေပြင်တာအမြက်ပဲပေါ့နော်လူတွေဆိုတာဒီတိုင်းတွေ့တာမဟုတ်ပါဘူးရေစက်ပါလို့တွေ့တာပါဒါကြောင့်ကို့အတွက်အကျိုးရှိမဲ့ဟာကုသိုလ်ရမဲ့ဟာကိုစဉ်းစားပြီးတော့ရအောင်ယူပါလို့မျှဝေပေးကြပါတယ်ကျေးဇူးများတင်ပါတယ်